ကမ္ဘာဖလားပြိုင်ပွဲအခုမှစတင်တယ်လို့ရာမာပြောကြားစပိန်သင်းရဲ့တိုက်စစ်ကစားသမားရာမာကကမ္ဘာဖလားပြိုင်ပွဲအခုမှစတင်တယ်လို့အော်စတြေးလျနဲ့ပွဲပြီးမှပြောကြားခဲ့ပါတယ်2026ကမ္ဘာဖလား32သင်းစင်မှာစပိန်ကအော်စတြေးလျကို3-0ကိုနဲ့အနိုင်ရရှိခဲ့ပြီးရာမာကပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်ရာမာကအဲ့ဒီပွဲမှာကိုရိုင်းဂိုးသွင်းနိုင်ခြင်းဂိုးပန်နေမှုပြုတ်လုပေးနိုင်ခြင်းမရှိခဲ့ပေမဲ့ဘောလုံးပေးဖို့မှု90%အောင်မြင်ခဲ့တယ်လို့ဂိုးကန်သွင်းမှု6ကြိမ်မှာ4ကြိမ်ဂိုးပေါက်တည်ခဲ့တာအခွင့်အရေးကောင်း2ကြိမ်ဖန်တီးပေးနိုင်ခဲ့တာတွေနဲ့ခြေစွမ်းပြနိုင်ခဲ့တာကြောင့်အကောင်းဆုံးကစားသမားဆုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရာမာကအဲ့ဒီပွဲမှာ2026ကမ္ဘာဖလားရှင်ပြိုင်နေစဉ်တွင်ပွဲချိန်အများဆုံးရှင်ပြိုင်ကစားမှုဖြစ်85မိနစ်ကစားခဲ့ရပါတယ်။အခုကမ္ဘာဖလားကစတင်ပါပြီ။ရှုံးထွက်စစ်မှာရှုံးနေခဲ့ရင်အိမ်ပြန်ရမှာဖြစ်ပြီးအဲ့လိုမျိုးကျွန်တော်မဖြစ်ချင်တယ်လို့ဘယ်သူမှမဖြစ်ချင်ကြပါဘူး။အခုကျွန်တော်ကြမ်းခိုင်မှုက100%ဖြစ်နေပါပြီ။နီးပြအလိုရှိတဲ့အတိုင်းကျွန်တော်ကစားပေးဖို့အသင့်မှာကျွန်တော်အရင်လိုမျိုးပြန်ဖြစ်နေပြီလို့ခံစားရပါတယ်။ကျွန်တော်အရန်ပျော်ရွှင်နေပါတယ်လို့ရာမာကပြောကြားခဲ့ပါတယ်။စပိန်သင်းဟာ2010ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဆုရရှိခဲ့ပြီးတဲ့နောက်ပိုင်းကမ္ဘာဖလားရှုံးထွက်စစ်မှာပထမဆုံးအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စပိန်သင်းက2014ကမ္ဘာဖလားမှာအုပ်စုဆင့်ကိုမကျော်နိုင်ခဲ့တယ်လို့2018နဲ့2022ကမ္ဘာဖလားပြိုင်ပွဲတွေမှာ16သင်းစင်မှာပဲအရေးနှိမ်ခဲ့တာပါ။စပိန်သင်းက2026ကမ္ဘာဖလား16သင်းစင်မှာပေါ်တူဂီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။